ကလေးတို့အားလုံးပဲမင်္ဂလာပါနော်ကလေးတို့ရေဒီနေ့မှာတော့တီဘေဘီကဒန်ယေလလေးရဲ့ဇက်လန်အပိုင်း9ကိုပြောပြပေးသွားမယ်နော်ဒီနေ့မှာတော့နောက်ထပ်ဘယင်တစ်ယောက်ရှိသေးတယ်ကွသူ့နာမည်ကတော့ဘယ်ရှာဆာလေတညမှာတော့ဘယင်ကကြီးမားတဲ့ပွဲတစ်ခုကျင်းပတယ်လူအများကြီးစုဝေးပြီးစားတော့ပျော်ရွှင်နေကြတယ်တဲ့ကွဒါပေမဲ့ဘယင်ကမကောင်းတဲ့အမိန့်တစ်ခုကိုထုတ်လိုက်တယ်တဲ့ယေရုရှလင်မြို့ဗိမာန်တော်ထဲကခမည်းတော်နေဗုခဒ်နေဇာသိမ်းယူဆောင်ခဲ့သောရွှေဖလားငွေဖလားတွေကိုယူလာလို့အမိန့်ပေးလိုက်တယ်တဲ့ခလေးတို့ရေအဲ့ဒီပစ္စည်းတွေကလေဖယားသခင်အတွက်တီးတန့်ကိုတတ်တန့်ရှင်းရှင်းထားတဲ့ပစ္စည်းတွေဒါပေမဲ့သူတို့ကအဲ့ဒီရွှေဖလားငွေဖလားနဲ့ဝိုင်တောက်ပြီးပျော်ရွှင်နေကြတယ်တဲ့အဲ့ဒီအချိန်မှာပဲအံ့ဩစရာတစ်ခုဖြစ်လာတယ်ကွနယံပေါ်မှာလက်တစ်ဖက်ပေါ်လာပြီးစာရေးနေတယ်တဲ့ခလေးတို့ရေဘယင်ကအဲ့ဒီအချိန်မှာလေအရန်ကြောက်သွားတာပေါ့သူ့ရဲ့လက်တွေကတုံပြီးမျက်နာကလည်းဖြူဖက်ဖြူရဖြစ်သွားတယ်တဲ့ဘယင်ကချက်ချင်းပညာရှိရင်ကိုခေါ်ပြီးဒီစာကိုဖတ်နိုင်ရင်စုကြည်ပေးမယ်လို့ပြောတယ်တဲ့ဒါပေမဲ့တဲ့ဘယ်ပညာရှိမှမဖတ်နိုင်ဘူးတဲ့နောက်ဆုံးမှာတော့ဘယင်ရဲ့မိဖုရားကအဲ့ဒါကိုကြားပြီးဘယင်ကိုပြောတယ်တဲ့တန့်ရှင်သောဘုရားသခင်ဤဝိညာဉ်တော်နဲ့ပြည့်စုံတဲ့သူတစ်ယောက်ကကျမတို့တိုင်းပြည်မှာရှိပါတယ်တဲ့ဟိုးခမဲတော်ဘုရားလက်ထက်ကလေးကပညာဉာဏ်တတ္တိထင်ရှားလျက်ရှိတယ်ထိုသူကိုခမဲတော်ဘုရားနေဗုခဒ်နေဇာမင်းကြီးဤမာကုပညာရှိဘေဒင်တက်ခါလဒဲဆရာအနာဂတ်တိဆရာတို့အပေါ်တွင်အုပ်စိုးရသောအရာ၌ခန့်ထားတော်မူတယ်တဲ့သူကတော့ဘယ်သူဖြစ်မလဲဟုတ်ပါတယ်ဒန်ယေလပေါ့ဘယင်ကပြန်ပြောတယ်ဒန်ယေလကိုခေါ်ပေးပါတဲ့ဒန်ယေလကရောက်လာပြီးနှယံကိုကြည့်လိုက်တယ်တဲ့သူကပြောတယ်ဘယင်ကြီးရေဒီစာကဖယားသခင်ကပို့လိုက်တဲ့သတင်းပါလို့ဒန်ယေလလေးကပြောတယ်တဲ့ကလေးတို့ရေစိတ်ဝင်စားစရာပဲနော်ဖယားသခင်ပို့လိုက်တဲ့သတင်းကဒီနယံကစာကဘာကိုဆိုလိုတာလဲကွယ်ဒန်ယေလလေးကရှင်းပြတယ်ရှင်ဘရင်မာမာနထောင်လွှားပြီးနှိမ့်ချတဲ့စိတ်မရှိဘူးပြီးရင်ဗိမာန်တော်ထဲကတိမ်းထားတဲ့ဖလားတွေနဲ့အစားအသောက်ပြုလုပ်တယ်ဒီခွက်တွေကမြင့်မြတ်တဲ့အရာဖြစ်တယ်ဒါအပြင်ရွှေဖျားငွေဖျားနဲ့တစ်သားဖျားတွေကိုချီးမွမ်းနေခလေးတို့ရေဒါကသတိပေးချက်မဟုတ်တော့ဘူးနော်ဆုံးဖြတ်ချက်ဖြစ်သွားပြီအဲ့ဒီညမှာပဲဘယင်ဘေလရှာစာကသူ့အာဏာကိုကုန်းလုံးဆုံးရှုံးသွားတယ်သူ့ရဲ့နိုင်ငံကိုအခြားသူတွေလက်ထဲပေးလိုက်ရတယ်တဲ့ဇက်လန်လေးရဲ့သင်ခန်းစာကတော့ဖယားသခင်ကိုမလေးစားဘူးဆိုရင်အမားတွေကိုဆက်လုပ်နေမယ်ဆိုရင်တဲ့နောက်ဆုံးမှာအကျိုးဆက်ကိုခံရမယ်ဆိုတာပဲเนาะတီဘေဘီမေးချင်တာကခလေးတို့ဆိုရင်မှားတာကိုသိနေရင်ပြင်နိုင်မလားပေါ့နော်ကဲဒါဆိုလို့ရှိရင်ဒန်ယေလလေးရဲ့ဇက်လန်အပိုင်း9ကိုဒီမှာပဲရပ်လိုက်မယ်နော်အပိုင်း6လေးကိုလည်းစောင့်မျှော်ပေးပါအောင်နော်ကျေးဇူးတင်ပါတယ်